ဒီနေ့ကတော့ကျွန်တော်ကဒီဂျာမနီပွဲရှိတယ်ဂျပန်နယ်သာလန်ရှိတယ်ကိုချမ်းတို့ရောက်နေတော့ကျွန်တော်ကိုချမ်းရဲ့ဘရိုနီယာဝင်းရဲ့ကျွန်တော်ရဲ့အဲ့ပွဲကြည့်ကြမှာပေါ့နော်စပေါ့ဘာတစ်ခုမှသွားကြည့်မယ်ဆိုပြီးစဉ်းစားထားအခုတော့ဆိုတော့ဘာတစ်ခုဆိုရွေးထားတော့မျိုးထဲမှာဘာနှစ်ခုကျွန်တော်ရွေးထားရဗျာတိတ်မဝေးဘူးတစ်ခုနဲ့တစ်ခုကဘေးချင်းကပ်ရနေပါပဲပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်သွားကြည့်မယ်ပထမတစ်ခုကျွန်တော်အရင်သွားကြည့်မယ်လူအခြေအနေကြည့်မယ်ပေါ့နော်ဟုတ်လဲဆိုတော့လူများနေကြတော့ကျွန်တော်တို့အဆင်မပြေဘူးလေသိမလားအဲ့တော့အဆင်ပြေပါစေဆုတောင်းပါတယ်အဲ့ဘာကိုကျွန်တော်ဒီကနေပြီးတော့တနားရီလောက်ရထားစီရအောင်ဖြစ်ပါတယ်ဟုတ်လဲဆိုပုံမှန်ဆိုနိုင်ရွက်နဲ့ရောက်တယ်ဒါပေမဲ့အခုကစနေနေ့ကနေဆိုတော့ရထားရဒလေးတယ်ပေါ့နော်အဲ့တော့သွားလိုက်ပါဦးကျွန်တော်မြို့ထဲမှာတော်တော်မိုက်တာပဲဒီရက်ပိုင်းတွေကတိုးရစ်တွေတော်တော်များများရောက်နေတာပဲကျွန်တော်တတိမထားလို့မြို့မှာပုံမှန်တိုးရစ်တွေရှိနေတာဒါပေမဲ့ဒီရက်ပိုင်းမှာဟို World Cup တွေပါရှိနေတဲ့အတွက်ကြောင့်ပိုများတာပေါ့နော်ဒါမှ World Cup Final တို့ကတော့နာကတ်လာရင်ပိုဆိုးမယ်ဒီရက်ပိုင်းကဒါရိုးရိုးပွဲစဉ်တွေပဲရှိသေးတယ်လေသိရမလား World Cup Final တို့ပါလို့ဟာမျိုးဆိုတော်တော်လူပိုများလာမှထင်တယ်ရာသီဥတုကလည်းဒီနေ့မိုက်တယ်ဗျာဒီမနေ့ကမှ Nest ကလည်းနိုင်တာဆိုတော့လူတွေကအများကြီးပဲကျွန်တော်ကတော့အခုသွားနေတော့ကိုချမ်းနဲ့ချိန်ထားတဲ့ဘာအောင်သွားနေအဲ့မှာဂျာမနီပွဲပြမပြသိမသေးကြဘူးပြသေးလားကျွန်တော်ဖုန်းဆက်တာလည်းဆက်လို့မရဘူး AI နဲ့ပဲပြေးပြောကျွန်တော်အားရရှိပါဒီကဂျာမနီပွဲပြပြီးတော့ရေးကြီးတာဂျပန်ပွဲကပြနိုင်ကြီးများတယ်ဗျာဂျပန်နယ်သာလန်ပြနိုင်ကြီးများတယ်ဆိုရောက်ပါပြီဒီနေရာကသူကတယောက်ကို38ကျပ်တစ်ကတ်ပေးပြီးဝယ်ရတာအဲ့မှာ drink က3ခုပါတယ်အဲ့လို3မျိုး3ခွက်တိုက်တယ်ပေါ့နော်အဲ့တော့3ခွက်ပြီးသွားရင်သူကထပ်မှာတောင်းမှာဆိုတော့တစ်ခွက်ကို10ချက်လောက်နဲ့ဘာလို့မကြည့်ရတာပေါ့နော်မစိုးတော့မစိုးဘူးတကယ်တန်တော့တန်မစိုးဘူးပြောတကယ်တမ်း draft တောင်းမှာဒါပေမဲ့ကျွန်တော်ကအခုတော့ဖျားလဲဖျားနေပြီးနောက်တစ်ခုကကျွန်တော်ရက်နားထားတော့တောက်ဖြစ်ဘူးနော်ဒီချက်ကမူးဝမ်းအာရုံနောက်နေပြင်မှာကြတော့ကျွန်တော်အပြင်မှာတောက်နေကြခြင်းမရှိဘူးလေကျွန်တော်အခုကိုချမ်းတို့စောင့်နေဖြစ်ပါတယ်သူတို့ရောက်တော့မှာပေါ့နော်ပွဲရတော့စနေပြီအမှန်တကယ်ကတော့လေတဆိုင်မှာဒီမုတ်စားပြီးတော့ iPad လေးနဲ့ထောင်ကြည့်ရတာပိုကောင်းတယ်တကယ်တမ်းကိုချမ်းတို့ရောက်တော့မှကျွန်တော်မေးကြည့်အောင်မယ်ဒါကတော့ဗျာ sport bar မှာကြည့်ရတာပေါ့ဗျာဒါမဲ့လည်းသိရမလားဟိုပွဲကအရင်ကောင်းနေတာကြီးလည်းမဟုတ်တော့လေပုံမှန်ပထမအဆုံးပွဲဆိုအဖွင့်ပွဲဆိုတော့ရန်ကြီးတော့လည်းမဟုတ်မလို့ဂျပန်နယ်သာလန်ဆိုရင်တော့မဆိုးဘူးအဲ့တော့ကိုချမ်းတို့ရဲ့ plan ကိုတစ်ချက်မေးလိုက်မယ်တကယ်လို့ဂျပန်နယ်သာလန်ပွဲကြမှာဒီကိုပြန်လာကြည့်ကြတယ်မဆိုးလို့မဆိုးဘူးမန်ဂရန်နဲ့ရှာလိုက်တဲ့ဆိုင်လွဲသွားတယ်ကျွန်တော်ချိန်ထားတဲ့ဆိုင်နဲ့ကိုချမ်းတို့ရောက်သွားတဲ့ဆိုင်နဲ့နှစ်ခုမတူဘူးဖြစ်နေဘာလို့လဲဆိုတော့ကျွန်တော်နှစ်ဆိုင်ရွေးလိုက်တော့ဗျာဒီနားမှာပဲနီးနီးလေးကန်အောင်တော့နီးနီးလေးဖြစ်တယ်ခုနဆိုင်ကိုရွေးပြီးတော့ခုနဆိုင်နဲ့နောက်ထပ်7မိနစ်လောက်ဝေးနေအောင်ဟောတကယ်လို့ in case ထိုင်ကုန်မရတာတော့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်သွားလို့ရအောင်ဆိုပြီးတော့ရွေးလိုက်တာအခုကကိုချမ်းတို့ကအိုက်ဆိုင်ကိုထင်ပြီးတော့အိုက်ဆိုင်ကိုရောက်သွားအဲ့ကျွန်တော်အိုက်ဆိုင်လမ်းလျှောက်နေဖြစ်ပါတယ်အခုနောက်ထပ်5မိနစ်ရှောင်ရောက်ပြီမြန်နေဟုတ်ပြီဟုတ်ပြီဂျာမနီလားဟာဝမ်းတော်လေးပါကိုကြီးဒီမှာတရားဝမ်းတော်တယ်တော့ပြောရဘယ်မှာထိုင်လဲတော့ဘုရားမာလေးတဲ့အော်ကျေးဇူးပါဘယ်ကြည့်ချင်ပွဲပြီးသွားပြီ7-1နဲ့ပြီးသွားငါလည်းမဟုတ်ပါဘူးငါလည်းဒါပထမဦးတော့ပေါ့ဆောင်းလို့ချင်ကောင်းလို့ချင်လို့ဝင်လာတာခေါင်းခတ်လို့ဝိုင်းဘယ်လောက်ပြီဘာကြီးအဲ့ရောတော့လေအဲ့ရောလောင်းစလီပနေအဒီနားမှာအချွေလေးအင်းကြီးလားပိုင်းရှော့ပြောရှင်းကပွဲလို့ကဲကိုချမ်းလည်းမင်းနဲ့နောက်နေ့ကျမှကြိုက်ပဲလေအေးစေးပါဇွန်ကနေခေါ်လိုက်ဟုတ်ပြောနေတာဩအိုက်က
ဒီမှာဒီကဟုတ်တယ်ဒီကဒီကဒီဖြူကဲတလားကြာကိုဟုတ်နားတည်တယ်အဲ့ဒါငါပြင်းနေကဲကျွန်တော်ဒီနေ့အီဂျစ်နဲ့ဘယ်လ်ဂျီယမ်ပွဲပြီးမှာမနက်7:30လောက်ဖြစ်ပါတယ် PDS ဒီတယောက်တည်းလားအော်ဘူးမှမရှိရအော်ငါနေရှင်းမတယ်ဖုန်းပေါ်နေဟိုမှာလေးရှင်းမတယ်ဘာမှလဲအော်ငါနေစကားကြီးပြန်ပိတ်မလို့လုပ်နေရလေကျွန်တော်မနက်7:30လောက်ဖြစ်ပါတယ် Let's go ဒါဒီမှာဝယ်လို့ရတယ်ဝယ်မလားတခါလေ cash ပါအဲ့ဒီ line ရမှတ်ထားမှာ52လမ်းနော်ယူရတူမကျွတ်ခေါက်တော့3ခုထည့်ခိုင်းတာကြည့်ဒီတယောက်ပဲစားရအခေါက်ပဲဆောက်ခွဲအဲ့မှာလေးဝိတ်ဖလို့မတက်ဖ ೇನೆ အေးကာဗွန်ဟိုက်ဒရိတ်ပြောလိုက်တော့အမ I need cups ဒါလည်းငါသမီးမစားဘူးပြပြအဲ့ဒါဟုတ်မယ်ဒါရောအဲ့အသက်ဆုံးခေါက်ဆွဲအနေနဲ့ Sorry နဲ့ဥရုကိုရတရားတော်လုံးနေတွင်နိုင်ပြီ Sorry နဲ့ဥရုကိုဥရုကိုနှလုံးပြရင်နိုင်ပြီသူကကွာနေရာလုံးနိုင်တယ် Okay 3-1 Oh 3-1မရမှာစားလိုက်အောင်မယ်အေးရအေးရဟုတ်တယ်ဒီမှာအေးမလာချောင်းမလာချောင်းငါထမင်းမပါဘူးစားပြငါကြောက်ပဲဒါယူရပြီဘောပွဲကြည့်တယ်ဘောပွဲ Sorry နဲ့ဥရုကိုနဲ့လုံးနာဘော၄ဝဲတည်ကြီးတော့လာဘောဒီနေ့ကျွန်တော်နိုင်ပါတယ်ကျွန်တော်50ကျော်နိုင်တယ်စီပဲမိုက်ပြလိုက်အောင်ကဲမင်းကပြေးမှာဖြစ်ပါတယ်ကျွန်တော်တကောင်လေးပါဒါပေမဲ့ Brooklyn Bridge နာကပါတယ် Fan Fest ကိုရင်တော့ကြည့်ပါ Walker Fan Fest အဲ့ဒီ for show ပြီးတော့အားရှိတယ်တော့ကြည့်မယ်ပြီးတော့မှပြေးပါတရားပြောင်းစီဟောရလာကဲရောက်ပြီ Brooklyn ရဲ့ဘာဟုတ်တယ် Brooklyn ရဲ့ New York နာမည်ကြီးဆုံးရေခဲမုတ်ဆိုင်အဲ့ဒါပဲနော်ဒီလောက်ကြည့်လိုက်ဟဲ့အောင်မိဘနီးနေရနော်မိဘနီးနေကူးလို့မရအော်ဟိုမှာရောက်ပြီကျွန်တော်ဟိုရှိမှာ Fan Fest ကဲကိုချမ်းကတော့ပြော New York က6သိန်းဆုံးပဲတဲ့ New York US က6သိန်းဆုံးပဲတဲ့ Walker Ancient တွေမှာဟုတ်လားပါနိုင်နေရလေအစ်စေးကိုဟာတန်းကြီးကမရှိဘူးညငါတို့ဝင်လို့ရတယ်ကွာအဲ့တန်းကြီးနေအဲ့မဟုတ်လေဝင်ကြည့်လို့ရတယ်ရပါဘောအဲ့မှာငါတို့ bracelet တောင်းလို့ရတယ်ငါ bracelet တွေလိုချင်လို့တစ်ကက်ပြလိုက်လို့ရတယ်ဟိုတနေ့ကမဟုတ်ရတယ်ရရင်နေရှိမှာပါကွာမင်းဟိုတနေ့ကဒီမှာဇီဒန်တို့ရော်နဒင်ဟိုတို့မာဆယ်လိုတို့โอเคဓာတ်ပုံလိုက်ပါညာရွေးလာပါ iShow Speed မနေ့ကနေ live ပြန်ပါကျွန်တော်ကစောက်တယ်ဒီနေ့မှရောက်လာဟုတ်ကဲ့နေကြီးမှရောက်လာဟိုကမေးလိုက်မယ်လေဒီမှာစောလူတို့မေးစောလူဟမ်โอเคကန်စကကြီးတယ်到阳面了呀。Scan me on the method. Email it. Green next. Yeah.
ဘာကိုစကန်လဲတော့ အရန်တော့ကြာတယ်ငါတို့ကတော့ Just pull together. စကန်တော့စကန်နေမေးကြည့်တယ်မေးအော် okay no ticket တော့မှကြည့်ဦးတယ် ticket မရှိလို့ရတယ်ဗျအာ sorry No, it's okay. Ticket မရှိတယ်ဝင်လို့ရပါတယ်။ queue လိုက်တယ်ဒီမှာ Okay. We got time, bro. Sorry ရှိတယ်မင်း။မဟုတ်ပွဲကတော့ကြည့်ကြမှာကြည့်မယ်လေ။ချင်း။ ဟုတ်လေထောင်းမ ကျွန်တော်ကနောက်ဆုံးပဲ။ကျွန်တော်ကနောက်ဆုံးပဲ ticket မပါပဲပေးဝင်တာ။ကျွန်တော်တို့ပြီးနောက်မှကြမ်းခဲ့ပြီတလား။ရုပ်ချောလို့။ဒါကငါရှေ့အဖွဲ့ကငါသဘောကောင်းပြီးသွတ်ပေးလိုက်တာတဲ့လား။မင်းတွေ့လိုက်လားမလား။ငါမဟုတ်ရင်ငါကြေခွဲအောင်မယ်။ Muscle. That's fine. Muscle. Finally, we made it. Finally, we made it. No ticket, bro. Oh yeah, boy, you're loud. Yeah, huh? Boy, you're loud. Yeah, မစိုးတော့ငါနေအိမ်မှာနေနဲ့ဝေါကတ်သွားတယ်လို့ခံစားရတယ်ဟုတ်တယ်ဝေါကတ်အင်ဂျင်နိုင်ငံကိုသွားတယ်လို့ခံစားရတယ်骗他ကျွန်တော်ဝင်သွားပြီ fan fest ကိုအေးငါရိုက်ထားတယ်ဒီမှာအကုန်ပါတယ်ဓာတ်ပုံရိုက်ချင်သေးလားဓာတ်ပုံတွေပါရိုက်တင်တယ်အောင်တော့အောင်အမတ်တရ Hi good how are you ငါဆက်ပြီးဆဲလိုက်မလားဒါလားတစ်ခါစီကွာမျိုး၄နှစ်မှတစ်ခါဟလားအဲ့ဒီနဲ့ရင်ရတယ်အေးကိုရင်ငါကိုရင်ညာ နားဟလားအေးပါဟုတ်ပြီဟုတ်ပြီ I know. That's why I'm like, I had to wear a stay that. အေးဟိုရောရေးဟုတ်တယ်တင်းမြောက်ရေးဟိုတနေ့ကလာရင်နော်ရှယ်ပဲဒီနေ့ကဘယ်သူရှိတယ်အဲ့ပေါ်မှာရက်နေတာစီတန်းတို့ဘာလို့ဒီနားမှာလက်မှတ်ထိုးပေးွားငါမှတ်မိရဆိုအဲ့ရအဲ့နားမှာလက်မှတ်ထိုးပေးွားဒီဘယ်သူမှလည်းမရှိပဲနဲ့ကွာကြည့်လိုက်တော့ဒီမလို့တော့အဲ့လိုဟဲ့တကောင်းလာမလို့လုံးလဲအဲ့လိုစီတော့တို့စမိုက်ကယ်တော့တွေ့ရနိုင်တယ် ဒီကတော့ဖြစ်နေတယ်ဒီနေ့သွားကြည့်ပါ စီတန်းဖြစ်နေသွားကြည့်မှာပြင်စိတ်ကြောင်ပါလေသွားကြည့်မှာဟို ဖိုင်ချူရလာပါticket မှာ Yeah bro ဒီပြည်တယ် ဒီငါ့ကို princess စာလေးလိုက်ရှာအောင်ဟုတ်ပါဒါပဲတကယ်တော့ဒီလိုနေရာမှာလဲမှာလို့မျိုးကြီးအဲ့ဒါမလုပ်တာပဲဒါပဲကျွန်တော်ပြေးမို့လာတာဖြစ်စောက်တယ်လေပြေးရအောင်ဒါမျိုးလေးရောင်းတယ်ငါတို့ဟာပဲဟုတ်တယ်မလားဘာလို့ဘယ်လောက်ကြာ150တဲ့ what the fuck yeah မာရီယာမင်းတို့ကျင်တာ အဲ့ဒါကိုလေးဆက်ကြောင်း អូយငါရုပ်ထုတ်လေးကြိုက်တယ် ဟာလာတယ်လာတယ်အဝင်ကောင်းမှစီအေးရတယ်မိုက်ဘယ်လောက် မသိဘူးရောဆောင်းလာတယ် ဘာလို့လဲ လာငါတို့ယူမယ်မိုက် Aquí
15ချက်လောက်ပေါ့ကွာလုံးလုံးလေး အဝယ်မနိုင်ဘူး ဟောဒါလေးပါပါတယ်ပြောဟာတန်လေးပါပါတယ်တန်ပါလားယူ Yeah Mira. Sali jade, so ba. Tan na ko sali jade. Tan ne ra ပြောလို့ရတယ်တကယ်တော့စီးပွားရေးပဲအဲ့ဒီတဲ့ story အဲ့ဒီတဲ့ story လည်းဒီထဲမှာဘာမှလည်းမဟုတ်ဘူးတကယ်တော့ project ကြီးထောင်ပေးတာပဲပြသိတာအဲ့ဒီတဲ့ story ရှိမှာဒါအဲ့ဒီတဲ့ story Yeah. Thank you. Hey, same thing. Yeah. The size 4 balls or all size 5? No, not like US as you get. ဟိုကဗာလေဒီကဝင်ကြိုက်တဲ့လမောင်းဒီကဟာဒီကကပ်တယ်ဒီတယ်မိုက်တယ်ကျွန်တော်ဒီနေ့က speed နည်းနည်းမြန်မြန်ပြေးမယ်ဆိုပြီးဒါကြည့်တာအဲကျွန်တော် Adidas ဘောင်းပြီးပြီးရောတဲ့ Evo SSC ခဲ့အေး Evo SSC ခဲ့ရမှာမသိဘူးလေကွာဒီလိုမဟုတ်အဲ့လို Adidas promote ကြီးမှငါမသိတာ အားသိတယ်။အော်ငါတို့ဒီကိုဝင်လို့ရမယ်မဟုတ်ဘူး။ အေးတွေရောက်တယ် ငါတို့တိတ်ကမှမရှိတော့။နောက်တစ်ထက်လာကြတာလေအားလုံးဒီကိ။ဒါပေမဲ့နောက်မှနည်းနည်းထက်နောက်ကြရင်မဖြစ်နိုင်တော့ မဖြစ်နိုင်တော့ဝင်းဖို့ကအောက်တယ်အဲ့ဒါလေအဲ့တော့ဒီမှာအခုကျွန်တော်တို့ဒီကုနာဒါ area ကြီးကထွက်လာလို့ရှင်ဒီကိုရောက်တယ်အဲ့ဒီဘက်မှာအခုဒီမှာမြင်ရတဲ့ ရှုခင်းအတိုင်းပဲပေါ့နော်ဆောက်ရမ်းလှတယ်ကြည့်အောင်နယူးယောက်ကျွန်တော်ဒီနားမှာလည်းချေးပြီးတော့စောင့်နေလို့ရတယ်ပုံစံကတော့သိရမလားဒီမှာစောင့်ပွဲအခုက1:40ပဲရှိသေးတယ်ဆိုတော့ပွဲက3နာရီမှစမှာနောက်ထပ်1:15မိနစ်တော့ကျွန်တော်တို့စောင့်အောင်ဆိုတော့ကျွန်တော်ကတော့ကြည့်ကျင်တယ်ဒီမှာကြည့်ကျင်တယ်ပေါ့နော်ဘာပြော experience အသစ်ပေါ့နော်ပြင်သစ်ပွဲလည်းဖြစ်တော့ကြည့်လို့ကောင်းမယ်လို့ထင်ပါတယ်အဲ့တော့မုတ်စားမယ်လိုက်စားဈေးကြီးမှဒီမှာမုတ်စားတဲ့နေရာရောက်သွားပြီကွာမုတ်စားမယ်ဆိုမှပဲအခုစားမယ်လေငါလည်းငါအပြင်ထွက်လို့မရတော့ဘူးကွာသိလားညထပ်ပြန်ဝင်လို့မရတော့မသိဘူးငါလည်းရောက်တယ်ဒါကတော့ဟိုဒီမှာအဲ့လိုမျိုးရက်တောက်တဲ့လူတွေအတွက်တောက်တဲ့နေရာပေါ့တက်ထပ်ပြီးခြံခတ်တာလေကျွန်တော်ကမတောက်ဘူးဆိုဘာမှပေးရမှာမလို့ရက်တောက်ဒီမှာတိကြောက်ထိုင်ကြည့်လို့ရတယ်အဲ့လိုပုံစံမျိုး watchman ငါဟဲ့နာရက်တောက်ဖို့အတွက်တက်ရက်တောက်တဲ့လူတွေအတွက်တက်ဆိုပါမိုက်တယ်ကျွန်တော်ကငါတို့အပြင်မှာပဲကြည့်မှာပြောကြည့်no alcohol ပြီးတော့alcohol အတွက်ကိုတက်နေရပေးတာအခုနကငါအဲ့ဟိုကဒီ basmati rice နဲ့အစားကျွန်တော်ကတော့ဟိုဘက်ဆိုင်တွေလူတွေများတယ်တန်းစီကြဒီဆိုင်ကခုနကကျွန်တော်ကြည့်မှလူမများဘူးဒါပေမဲ့အခုကျတော့လူကပြန်များနေပြန်အဲ့တော့ဒီမှာကျတော့အဲ့လိုမျိုး basmati rice နဲ့ steak တွေပါရအဲ့လိုမျိုးကျွန်တော် basmati rice နဲ့ပဲဘိုးအဲ့လို basmati rice နဲ့ပဲစားတော့ Ethiopian စားပေါ့နော်ကောင်းမကောင်းတော့ကျွန်တော်လည်းမသိစားကြည့်မှမသိဘူးမှားတာပါလေ16ချက်ပေးရတယ်တစ်မပေးရဘူးတင်မပေးရမပေးဘူးကွာတိတ်ကောင်းမလို့ နင်ကဘိုးအေးအဲ့တော့ chicken over rice ဆိုတဲ့ဘောပါပဲကွာအဲ့ဒါကို beef နေဟုတ်ကဲ့ကျွန်တော်အကြီးကြီးပဲစားလိုက်တာတော့မဟုတ်ကဲကြိတ်ပြီလေโอเค
ခင်းပြင်မှာလို့ပါလားချင်းနေမှာကြည့်တယ်မှာ chicken variety နဲ့ဒီမှာ chicken beef variety တော့စမူစာတစ်ခုပဲနဲ့ချက် နှစ်ခု6ချက်ဆိုတော့တစ်ခု3ချက် ခံစားဘယ်လိုခံစား ရတာကောင်းပါဒါပေမဲ့ဒီညမှာတော့ပေးရမှာ ဒါဆက်ချက်ပဲ စားမိုက်ပါတယ် ဆော့စီဆော့တယ်ပါလားရှိတယ်ဘူးငါကြ water anything else that's it ရှိတယ်ဘူးငါကြ can I take cash or not you take cash yeah it's a 5 right no 544 I'll just cut it thank you fucking shit 2000နဲ့ရေဘူး ငါပြန်လာလဲ2000နဲ့ရေဦးသားမှာဖြစ်ပါတယ်ဆောင်းဆုတ်ပြတ်အာကြီးอ่ะ စီဝိုင်းဆန် ငါတို့ကအဲ့ဒီဆောင်းစီးပွားရေးဆန် ပြင်မဝင်တစ်ချက်တောင်ပေး အော်ဘွဲပဲပြီးပေါ့ 75 cents အဲ့ပြန်တော့လာရောက်မှာ ဘွဲပဲပြီးပေါ့ကြည့်ဘူးရရှိအောင်ကြည့်လိုက်ပါ ပွဲပေါ့ပွဲပြီးပြင်ဒီနေ့ပွဲချင်းကြည့်တယ်ပြီးတော့ပွဲအချင်း ဒီမှာ US ရဲ့ပုံမှန်တိုင်းပဲနေရာတိုင်းမှာခြံလေးခက်ခက်တာ VIP လို့ပြောပါတယ်လို့ပေါ့ ရေးပြတယ် ဝါရှော့wicket အခုကကျွန်တော်ကပွဲကြည့်မှုစောင့်နေရပါတော့ဘယ်လိုပြောရရင်ရန်တော့ကြိုက်မနေဘူးတော်တော်ကြီးတော့တော်တော်ကြီးတော့စုပ်ပဲတယ်မှာပါတယ်ရှည်တကူ9ချက်ကြီးကတော့ဆောင်းလွန်တော့ကြီးဖြစ်အဲ့ဒါကြီးကတက်တက်ကြီးရှိတာဗျာတင်မလားတော့ဒီကောင်တွေကပတ်စံရပြီးတော့ကျွန်တော်ကတင်မလားဒါလည်းကြည့်ရသေးတယ်ပတ်စံရလည်းပို့ပေးရတယ်အဲ့လိုတင်မလားအခုဒီမှာ fan zone ဒါတကယ်ကြည့်နေရပါတော့မနေ့တုန်းကဆိုရင်တော့ဒီပေါ်မှာကျွန်တော်နောက်ကနေရာမှာတော်တော်များများလာသွားရဲ့ဇီတန်းတို့ကကာတို့နာမည်ကြီးလာသွားရဲ့ဒီနေ့ကတော့ဘယ်သူမှမလာဘူးတဲ့ဟောပြည်သစ်ပွဲဆိုတော့ဇီတန်းတို့ကတော့သွားကြည့်မှာပေါ့နော်ဘရာဇီးသမားတွေဘရာဇီးကစားဝါတွေလာရင်တော့မပြောတယ်ဘူးဒါပေမဲ့တင်မှာနေတိုင်းတော့မလာတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ fan တော့9ခုလာမသိရှိရဗျာအဲ့တော့ဒီတစ်ခုတည်းကတော့အများနဲ့မလာတော့ဘူးတင်တော့အဲ့တော့ဘယ်ကကောင်းတယ်လဲမသိဘာတွေ order မှန်းလည်းမသိပါဘူးသူကကြောင်ပြောက်တယ်ကျွန်တော်ကပြည်သစ်တဲ့စီနီကောတူလိုက်အော်နေတာthat I played with, they were only 17 years old. Where's our man? And the big guy, and I'm so happy for the journey because I saw the talents and now they became what I expected. They were known. Yeah, Lido. He's going to run towards the near post. Easy နဲ့ပထမပိုင်းပြီးသွားပါပြီ။တစ်ဖက်လုံးတိုက်စစ်စင်တာစီနီကောကတော့ပုံများသေးတယ်။စီနီကောကတော့တိုက်စစ်စင်တာပုံများသေးတယ်။ဒီတက်ကစုပ်ပြတ်နေတယ် In the second half, I think. ။ဦးလေးသေးတော့
scintillating strike. They've turned it on in the second half, and they're going to go home with the points. And this is the danger of opening yourself up. Rabiot turns into the midfield and Mbappe pulls wide, leaves a space for Buffalo to run into. DDS ကုန်တယ်ပါနိုင်သားကြီးကုန်ပြီလား Well, it might not be done by as he runs at Taylor Hernandez, gets it off his feet. Look at that first strike, ball not moving. I think Magnan might want this one back, but look at the movement on this. Just strikes it perfect. always This is pretty easily beaten by the youngster. Goalkeeper. Several shots from France. World Cup goal scorers list. Thinking out number 10, number 1 on that list by the time we're through. United States, Canada, and Mexico. Certainly didn't bet against him. That's great. That referee view is so great. It's how we say frustrated he tipped the ball. The referee did a fantastic job. We see Modo man also. DB, where at? You didn't know why. 3-1 it. Moby. 3-0 now. Yeah, He's in by again. The ball's given away by Turkey in there. Well, answers the referee. That was another moment for Magnan. Same second half here. France really looked up in that second half. AC လည်းပြန်လိုက်ပါရဲ့အာဝေးကြောက် အားဟုတ်ပါမလားဒီစက်တယ် AC နဲ့ပြန် ကျွန်တော်လူချက်ပဲထင်တယ် AC နဲ့ပြန်ကျွန်တော်လူချက် လာရနေတယ် ကဲအိမ်ပြန်လိုက်မယ်အိမ်ပြန်ပြီးနော်ဝေပွဲကြည့်မယ်နော်โอเคနော်ဒီမနက်ကတော့အမြတ်နဲ့ဆက်ပေးပါမြတ်တယ်ဒီမနက်မြတ်တယ်နော်ဝေတင်လို့ရပြီ plus 96 plus 96 โอเคကျွန်တော်ကရောက်ပြီးအိမ်ပြန်တော့မယ်အိမ်ရောက်ရင်နော်ဝေပွဲကြည့်ရမယ်မြန်ပြေးရမယ်အခုတော့9:10မိနစ်ရှိတယ်6နာရီဆိုလာမှာပွဲနော်ဝေပွဲကပြီးသွားပြီကုန်ကြီးပွဲကြည့်ရတော့မယ်နော်တကယ်ချင်း ကိုကြီးအောင်ဝင်းနေကိုဝေါကမှာဖြတ်သွားရမှာ ဟုတ်လား အေး မင်းတကယ်ချင်း ဟဲ့အောင်ဟိုမင်းတို့မသိဘူးလား မသိဘူး ဟိုငါလည်းတရက်ထဲပြီဝင်းရ အော်နဲ့မနဲ့တူပဲလား တရက်ထဲ ဟုတ်လားရှောက် ဒီမစီတနာပါဘူး ရှောက်မရှောက်ဘူး အဲရှောက်တယ်မင်းရှင်းကြည့်လိုက်ဟိုဘူးကမကြည့်လိုက် မင်းရက်ကမင်းမွေးနေပဲတော့လေ ငါမွေးရဂျွန်24 အမ် အဲ့ဒါမင်းတို့သိရပါမက်ဆီမွေးနေမင်းတို့မသိတယ်မသိရတယ်ရှာကြည့်မက်ဆီမွေးရှာကြည့် မစီပြန်သေးမစီပြန်သေး မင်းပေါ့လေးငါတမ်လေးရပါတယ်တမ်လေး ဟဲ့ပြုတ်ကြပါမယ်ဟဲ့စားရတယ်ဒီမှာထွက်ကြလို့ဟဲ့ တမ်လေး တမ်းရစားလို့ပြောပါလေ တမ်လေးဆိုတော့အခုကျွန်တော်တို့ကအစတုန်းကတော့ပွဲသွားကြည့်မလို့စဉ်းစားတယ်ဒါပေမဲ့အခုပွဲတွေကဘယ်လိုဖြစ်လဲဆိုတော့အခုဆိုလို့ရှိရင်ဒါအခုကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာ16သင်းအဆင့်ကိုရောက်သွားပြီပေါ့နော်တော်တော်များများအဲ့တော့လာမယ့်ရက်မှာဆိုလို့ရှိရင်ဘရာဇီးရဲ့နော်ဝေးရဲ့ရှိရပေါ့နော်ဘရာဇီးရဲ့နော်ဝေးရဲ့ကျွန်တော်ညူးယောက်မှာလာခဲ့မှာအဲ့တော့အခု ticket price ကိုကြည့်လိုက်တော့အနေဆုံး1900ဗျာ1900ဆိုတော့1900ကတော့ဘယ်လိုပြောရမလဲရုပ်တရက်ဆိုရင်တော့ဘောလုံးမ ticket တခုကိုဒေါ်လာ1900ကတော့အဓိပ္ပာယ်တော့သိမရှိဘူးပေါ့နော်မှန်ပါတယ်အဲ့ဒါတော့ဒါပေမဲ့ကျွန်တော်စဉ်းစားတဲ့ပုံစံကြောက်လဲကိုနေနေတဲ့နေရာနေပြီးတော့ဘတ်စကားလေးစီးပြီးတော့ကြည့်အောင်ပဲဗျာသိလားအဲ့ဒါကိုကျွန်တော်တို့က1900ပေးရမယ်ဆိုလို့ရှိရင်တကယ်လို့နောက်လာမဲ့အနာဂတ်မှာလာမဲ့ World Cup တွေကကျွန်တော်တို့နေရနိုင်ငံမှာတခြားနိုင်ငံမှာလုပ်တယ်ပဲဆိုကြပါအောင်เนาะကျွန်တော်တို့ကြည်နိုင်တဲ့ပတ်စံအနေထားရှိရဆိုရင်တော့သွားကြည့်ဖို့အတွက်ကျွန်တော်တို့အချိန်နေပေးရမယ်ကျွန်တော်ကပြောဘတ်စကားလေးစီးပြီးသွားကြည့်ရုံနဲ့မရတော့ဘူးချိန်ပေးရမယ်ပတ်စံတွေအရန်ကုန်မယ်စီဇန်တိုင်းအရန်လောက်ရမယ်ပေါ့နော်အစီအစဉ်တ
တေချာဆွဲရမယ်ပေါ့နော်အဲ့မျိုးတွေလာမယ်ဆိုတော့တကယ်တော့တက်မှာလေဒါပေမဲ့လေဒါကတော့ကိုဘယ်လောက်ထိဒါကိုကြိုက်လဲပေါ်ပဲမူတည်တာပေါ့နော်ပတ်စံအဆင်ပြေတယ်ကြိုက်တယ်ဆိုရင်တော့လည်းတွားကြည့်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အခုလောဆယ်စဉ်းစားထားတာ1000ပတ်ချာလေလောက်နဲ့ရရင်ကျွန်တော်ကြည့်ဖို့စဉ်းစားထားတယ်အဲ့တော့ကျွန်တော်ရဲ့အခုလောဆယ်စဉ်းစားထားတဲ့ပုံစံကကြတော့ကျွန်တော်အဲ့ဒီပွဲစားရဲ့နေကြမှာမနေ့ကမှကျွန်တော် website ကိုထပ်ပြီးဝင်ကြည့်မယ် resale ရှာကြည့်မယ်ရကောင်းရနိုင်တယ်ပေါ့နော်ရရင်တော့ကျွန်တော်သွားကြည့်မယ်စဉ်းစားလိုက်တယ်အခုမရဘူးဈေးတွေအဲ့ထင်တက်နေတော့မယ်ဆိုရင်တော့လည်းမတက်နိုင်ဘူးကြည့်တော့အဲ့တော့ဒီ16သင်းဆင်ပြီးဝိုင်းနောက်ထပ်လာမယ့်ဟာတွေအကုန်လုံးကဈေးတောက်လျှောက်ကြီးတော့မှာပေါ့နော်quarter final တို့ semi final တို့ final တို့ရောက်ပြီဆိုတော့ final လည်းကြီးရောမှာပဲကံမှာဖြစ်နိုင်တော့ဒါတောင်းကနန်းတွေဖြစ်နေတာပေါ့နော်အဲ့တော့အခုလောလောဆယ်ဒီမှာရှောက်သွားနေရတဲ့အနေအထားနဲ့ဒီ fan zone တစ်ခုကိုသွားကြည့်ရတဲ့အနေအထားကျွန်တော်တို့သွားခဲ့တဲ့ fan zone ခုနသွားခဲ့တဲ့ fan zone ဆိုလို့ရှိရင်ခုနဒီ video ထဲမှာပါတဲ့ fan zone ဆိုတော်တော်မိုက်တဲ့အထဲမှာပါတယ်အဲ့ fan zone ဟိုတေချာအဲ့လိုမသိဘူးလား celebrity တွေလာတယ်ဗျာသူတို့ဘောလုံးသမားတွေနာမည်ကြီးလည်းလာတယ်အဲ့လိုမျိုးနေရပါဘောနော်ဒါပေမဲ့ကျွန်တော်ဘယ်လိုခံစားရလဲဆိုတော့ဟို feeling ကဒီနိုင်ငံကအဲ့လိုမျိုးဘောလုံးကန်တဲ့နိုင်ငံမဟုတ်ဘူးရာသိလားအဲ့တော့ဒီရင်ထဲကလာတဲ့ခံစားချက်တစ်ခုမရှိနေဘူးပေါ့နော်အဲ့လို hype ဖြစ်တဲ့ခံစားချက်လုံးဝမရှိဘူးပေါ့နော်လမ်းမှာသွားနေရတဲ့ feeling မှာဘာမှလည်းအဲ့လိုမျိုးကြော်ညာဆိုင်ပုတ်လည်းမတွေ့ဘူး bill ပုတ်လည်းမတွေ့ဘူးဘာဆိုဘာမှမရှိဘူးဘာမှမရှိဘူးအဲ့အပြေဟိုမှာအလုပ်သွားတယ်လူတွေကိုကားတွေကိုမင်းကျွန်တော် Asian တွေဆိုရင်တော့ကြည်ကြတယ်ဒီနိုင်ငံမှာနေတဲ့လူတွေကစိတ်ကိုဝင်စား World Cup ကိုအခုအဲ့ဘောလုံးပွဲတွေကိုပေါ့နော်အဲ့တော့ hype နေဆိုတဲ့ feeling မျိုးမရနိုင်ဘူးဗျာသိလားအဲ့ဒါလုံးဝမရဘူးအဲ့ဒါလုံးဝမရှိဘူးပြီးတော့စီးပွားရေးရန်ဆန်တယ်အဲ့လိုခံစားရတယ်ကျွန်တော်အခု fan ဆောင်သွားတယ်ဘာမှလည်းမဟုတ်ဘူးကျွန်တော်တို့ကို ticket လောက်ခိုင်းတယ် ticket ကတော့အလကားပဲမှန်တယ်ဒါပေမဲ့ registration လုပ်ပြီးဝင်ရတယ်ဆိုတော့အတိတ်မှမရှိတာဗျာကျွန်တော်ဆက်ပြောတာစဉ်းစားကြည့်ကျွန်တော်တို့အဲ့ဒီတော့ကဘာမှမဟုတ်အဲ့ဒီမှာရည်တည်တည်သွားလုပ်နေရင်နောက်ဆုံးကံကောင်းပြီးဝင်ခွင့်ရသွားတာဆိုတော့မတိကြမရေရတဲ့ကိစ္စကြီးပဲသိလားအဲ့ထဲကိုရောက်သွားတော့အထဲမှာအကုန်လုံးကကျွန်တော်ခံစားမိရတဲ့လောက်ကနိုင်ငံသားတွေနိုင်ငံသားဆိုတော့နိုင်ငံတခြားနိုင်ငံလာတဲ့လူတွေကြီးပဲများတယ်ဒီမှာနေတဲ့လူတွေကတော်တော်ရှားတယ်ပေါ့နော်ရှိရောရှိပါဘူးလေတော်တော်ရှားတယ်ပုံစံပြောခံစားမိတာကိုကျွန်တော်ပြောပြအောင်အဲ့တော့အဲ့ဒါတခုနောက်တစ်ခုကအဲ့လိုမျိုးလေးနေရာလေးတစ်ခုကိုခြံလေးခတ်လိုက်ပြီးတော့ project လေးတစ်ခုထောင်ထားပြီးတော့စီးပွားရေးစံတဲ့ဟာတွေကအများကြီးပဲဟိုကျွန်တော်မုံသွားစားတယ်ဈေးတွေမနေရတင်တာကိစ္စမရှိရတယ်မုတ်ကဒီမှာဒီတိုင်းပဲလိုပဲဈေးကြီးမှာပဲရေတမှု9ချက်ကတော့အတိတ်ပဲမရှိဘူးကြာကျွန်တော်ပြောချင်တယ်သိလားညရောမှာမဟုတ်ပါဘူးဒါကြီးနဲ့ဆက်ကျွန်တော်များကျွန်တော် cash ပေးလို့ရှင်များဆိုင်ကျွန်တော်များ test မယူရများတယ်အဲ့လိုမျိုးဟိုအလေးအချင်းတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ဘယ်လိုပြောရမလဲဟိုတရသေးကြီးတွက်လို့တော့မရအောင်မှန်ပါတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးပုံစံမျိုးရှိတယ်ဆိုတော့ကျွန်တော်အဲ့နေတော့ဆိုလို့ရှိရင်ဟိုခုနကရှေ့ရဗီဒီယိုထဲမှာပါတယ်လို့ကျွန်တော်ကရေဝယ်တောက်တာကျွန်တော်မှအော်ဆို cash ပေးလို့ရှိရင်ပိုးသက်တာပဲထင်တယ်ပေါ့နော်ပိုးသက်တာပဲဆိုတော့ဗျာအဲ့လိုစက်လေးပေါ့ဗျာသိမလား cash ဆိုတခါလေးပေးလိုက်ရင်ရောင်းမယ်ထင်တာပေါ့နော်ကျွန်တော်အဲ့ဒါနဲ့တန်းစီပြီးခုနကညီမတို့ရေဝယ်တော့9ချက်ပေးတဲ့ဟာကို540တဲ့540ဆိုတော့သိမလား540ပေါ့နော်မရောင်းနိုင်ဘူးဆိုအထာမျိုးပေါ့ဗျာအဲ့လိုမျိုးဒီဇိုင်းပေါ့နော် service ကလည်းစုပ်ပြတ်တတ်နေတယ်အဲ့တော့ဘယ်လိုခံစားရလဲဆိုတော့အဲ့ရေဘူးကပြင်မှာတစ်ချက်ပဲတက်တာလူတိုင်းသိတယ်ဗျာသိလားအပြင်ဆိုတာကျွန်တော်ပြောရှည်ဝေးပြောနေမှာအဲ့ခြံအပြင်ကိုထွက်လိုက်ရင်တစ်ချက်ပဲအဲ့ဒါကိုကျွန်တော်ပြောချင်တာအဲ့လိုနေရာမျိုးမှာအဲ့လိုမျိုးရောင်းရဲတယ်ပေါ့နော်ရောင်းရဲအဲ့ပေါ့ရောင်းရဲလို့တော့မဟုတ်ပါဘူးအဲ့လိုမျိုးဟိုပြောဟိုအဲ့လိုမျိုးရောင်းတဲ့လူတွေရှိတယ်ပေါ့ဗျာသိလားအဲ့တော့စိတ်နှောက်ချက်ဖြစ်တယ်ကျွန်တော်အဲ့လိုမျိုးစိတ်နှောက်ချက်အရင်ဖြစ်တယ်ဗျာသိလားလူတွေအဲ့လိုမျိုးဆောင်းလောဘကြီးရမြည်တယ်ဆောင်းအဲ့လိုစိတ်နှောက်ချက်ဖြစ်ထားပါတော့ဒါကတော့တက်နိုင်ပေါ့နော်ရှေ့ကပြီးတော့ကျွန်တော်တို့ပွဲကြည့်တော့လူတွေရဲ့ဒီ vibe ပေါ့နော်ဒီကိုယ်ပတ်ဝန်းကျင်ဘေးမှာရှိတဲ့လူတွေပေးတဲ့ vibe ကမမိုက်ဘူးတော့ဘယ်လိုမျိုးအပျော်လာကြည့်တဲ့ပုံစံမျိုးလောက်ပဲရှိတာဟုတ်တယ်လားအဲ့လိုမျိုးကြီးဟိုဘယ်လိုပြောရမလဲအရင်အဲ့လိုမျိုးဟိုဒါကြီးကိုတေချာကြိုက်ဒီအားကစားကိုတေချာကြိုက်တဲ့တက်လို့လာကြည့်တဲ့ခံစားချက်မျိုးမရဘူးနောက်တစ်ခုကဒီကျွန်တော်အခုဗီဒီယိုလေးအခုထည့်ပြမယ်ပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုးပွဲချိန်တောက်လျှောက်ပွဲကကောင်းတယ်အဲ့လိုမျိုးစင်နီကောကလည်းအဲ့ပွဲတော့ဆိုပြန်ပြီးတော့ attack လုပ်တာရှိတယ်ပွဲချိန်တောက်လျှောက်မိနစ်80လောက်ထိကိုလူတွေတယောက်ပြီးတယောက်ဖြတ်နေတာအနာကနေ
တက်ရောက်ပြီးတယောက်ဖြစ်တာရှေ့ကဖြတ်လိုက်နောက်ကဖြတ်လိုက်ဘေးကဖြတ်လိုက်အနောက်ကနေအရှေ့ကိုတွားချင်လိုက်သိမလားကျွန်တော်တို့ဖယ်ပေးပေါ့ဗျာ sorry ပေါ့ဗျာညာအဲ့လိုတောက်လျှောက်လာပြောနေလူတိုင်းကျွန်တော်ပြောချင်တာအဲ့လူတွေကဘယ်ကဘာလာလောက်တယ်အဲ့မှာဒီဟာဘောလုံးမကြီးဖို့လာတာမဟုတ်ဘူးလားဒီဘောလုံးမကြီးဖို့ဆိုကျွန်တော်ပြောမိနစ်60လုံးမျက်နှာမခံပဲကြည့်ရမယ်အဲ့လောက်ကြီးတော့လေကျွန်တော်ပြောချင်တာတော့မဟုတ်ဒါပေမဲ့ဒါကို focus ဆိုပြီးကြည့်ရမှာမဟုတ်ဘူးလားကျွန်တော်ရုပ်ရှင်လာကြည့်ရလည်းမဟုတ်ဘူးဗျာဒီလားဘာလုပ်နေတာအဲ့ဘဲတွေကအဲ့မိနစ်80လောက်မှာအဲ့မှာအခု screen မှာပြထားသလိုမျိုး screen မှာဆိုမိနစ်80လောက်ရှိနေပြီအဲ့ဒါကိုရှေ့မှာဖြတ်နေတော့သူတို့ကမပြီးသေးဘူးကိစ္စတွေကဘာကြီးလုပ်နေတာလဲကျွန်တော်လည်းမသိရှေ့ကဖြတ်လိုက်နောက်ကဖြတ်လိုက်ဘေးကဖြတ်လိုက်ကျွန်တော်တို့ဂျားထဲဝင်ဖြတ်လိုက်အဲ့တော့ကျွန်တော်ဘာလုပ်ထားလဲဆို3ယောက်ကတ်ထားပူးထားလဲဘေးကနေကြော်တက်ဒီဘက်ကနေကြော်တက်ဘာတွေမှလည်းမသိအရန်အာရုံတော့အဲ့တော့ experience ကြီးကတော်တော်စုပ်တယ်ဗောနော်ပြီးတော့ fan ဆောင်တာပြောတယ်အဖြစ်ပဲဘာမှလည်းဟိုလိုမျိုးကြီးဟုတ်တိပတ်တိလည်းမဟုတ်ဘူးအဓိကကဗျာအဲ့ဒါဝင်သွားလို့ရှိရင် vibe တစ်ခုပေးရမယ်ပေါ့ကျွန်တော်ခန်းစားကြည့်ခိုင်းယူကြတာကျွန်တော်တို့လည်းအိမ်မှာလည်း TV ကြီးနဲ့ကြည့်ရအေးစေအဲ့လောက်က view လည်းမဆိုင်ဘူးကျွန်တော်တို့လည်းတခြားတနေရာမှာသွားထိုင်ပြီးတော့တစ်ခုနဲ့ထိုင်ကြည့်လို့ရတဲ့ device တစ်ခုဟုတ်တယ်မကျွန်တော်ပြောကျွန်တော် New York Knicks ပွဲတော့ဆိုအဲ့လိုမျိုး vibe ရတယ်အဲ့ဖြစ်ချင်တော့အဲ့နှစ်ခုကကက်ရိုက်ဖြစ်သွားရတော့ကြောင့်ချက်ချင်းရှင်းလေးမြင်သွားတယ်ပေါ့နော်အဲ့တော့ New York Knicks ပွဲတော့ဆိုလို့ရှိရင်လမ်းမှာစီမံလူဒါတော့သူတို့ရဲ့ national sport ကိုဒါတော့သူတို့ရဲ့နိုင်ငံရဲ့အားကစားဆိုတော့လေတတ်နိုင်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလေအင်ရှင်နိုင်ငံမလုပ်နိုင်ဗျအဲ့တော့တချို့တွေကထင်မှာပေါ့နော် US မှာနေနေ US မှာ World Cup လာလို့လည်းပျော်စရာကြီးပါညာဆိုပျော်စရာမကောင်းပါဘူးဘာမှလည်း feeling လည်းမရှိဘူးဘာမှလည်းပျော်စရာလည်းမကောင်းဘူးလက်မှတ်ဆိုတာလည်းစောင်းရစေးကြီးတယ်တော့လည်းကြည့်လို့မရဘူးအသင်းသေးပွဲလည်းဈေးကြီးတယ်စိတ်မပူနဲ့အသေးသေးပွဲလည်းအလကားတွေပဲပြဖို့စီစဉ်မရှိဘူးအလကားပြတဲ့အထိမပြောသေးပါဘူးဈေးသက်သာနဲ့မလုပ်ပေးဘူးအဲ့အပြင်ကိုအခု New Jersey ကနေပြီးတော့အခုကျွန်တော်ယထာစီးမယ်ဆိုလို့ရှိရင်ယထာဘူးက100ကျော်ဖြစ်သွားတယ်ပေါ့နော်ဈေးတောင်တက်သွားသေးတယ်အဲ့တော့စီးပွားရေးရဆန်တယ်ဘာ vibe မှလည်းမရဘူး World Cup ဆို vibe ဘာမှမရဘူးအဲ့ဒါအောင်မှကျွန်တော်ထင်တယ်ပေါ့နော် final မှာတကယ်လို့အတင်းကြီးတွေ့ခဲ့မယ်ဆိုလို့ရှိရင်ပြီးသွားပြီပေါ့နော်ဇလန်ပြင်းစရာကြီးဖြစ်သွားမှာပေါ့နော်အဲ့တော့ဒါပဲပြောချင်တာကတော့နောက်နေ့ကျကျွန်တော်ပြန်ပြပါမယ်ဗီဒီယိုတော်တော်ရှည်သွားပြီခင်ဗျအဲ့တော့ဒါကျွန်တော်ရဲ့ fan zone အခုသွားကြည့်ရဲ့တွေ့ကြုံနဲ့ US မှာအခုလက်ရှိ round of 16လာတော့မယ်ပေါ့နော်ခံစားချက်ကကျွန်တော်ပဲအိမ်မှာ hype နေတာပါဘယ်သူမှပတ်ဝန်းကျင်ကဘာမှအဲ့လိုမျိုးမရှိနေပါဘူးဆိုတော့ဒါပဲ